ဒါတွေအားလုံးပြီးပြည့်စုံအောင်ထည့်ဖို့နေရာအသစ်ကြီးအကျယ်ကြီးကိုပြောင်းရွှေ့လိုက်တော့မယ်လို့လုပ်ထားတယ်ဟုတ်အခုနေရာကျတော့မတို့ကကားပါကင်ဆို10စီးဆန်းပေါ့နော်အမအခု plan လုပ်ပြီးတော့ဒီ July လတဲ့ကို July လ first week ထဲမှာစပြီးတော့လုပ်တော့မှာအဲ့ကြလို့ရှိရင်ကျတော့မတို့အစီ40ကျော်ဆန်တဲ့နေရာကြီးဖြစ်သွားမယ်ဆိုတော့အခန်းတွေလည်းပိုကျယ်သွားပြီပိုများလာပြီကားပါကင်လည်းပိုပြီးတော့များလာပြီပြီးရင်မတို့ထပ်ထည့်မဲ့ service တွေနဲ့လည်းအဲ့ဒါပိုပြီးတော့တခါရေး wellness center ကြီးဖြစ်သွားပြီးတော့ကစုတစည်းတယ်ပေါ့နော်ဖြစ်သွားအောင်တိုးချဲ့လိုက်တာဟုတ်ကဲ့ပြီးတော့လမ်းမတန်းလည်းဖြစ်သွားတော့လာတဲ့သူတွေအတွက်ပို့ပြီးတော့ convenient ဖြစ်တယ်ဟုတ်အခုအင်အားလန်းစားပဲဝင်စရာမလိုတော့ဘူးလမ်းမကြီးပေါ့ဖြစ်သွားပြီဟုတ်ကဲ့ဟုတ်ဟုတ်တယ်ပုံမှန်ဆိုရင်တို့ plan aesthetic ကဒီလမ်းအတွင်းဘက်ကိုဝင်ရတာလေဆိုတော့လေနော်အခုဆိုစိတ်ကအစ်စ်ကြီးဆိုတော့ဘယ်လိုပုံစံမျိုးဖြစ်မလဲစိတ်ဝင်စားလိုက်တာတော်ရှင်းနေခုန်နေပါဟုတ်တယ်အဲ့တော့စိတ်ကအစ်စ်ကြီးကြတော့လေတော်ဟိုကိုဘယ်လိုပုံစံမျိုးလေးပုံဖော်ထားလဲစိတ်ကူးထားတယ်ပေါ့တော်အရင်ဒီသိချင်နေတယ်အော်ဒီဇိုင်းအောင်ဆွဲပြီးသွားတယ်ဒီဇိုင်းအောင်ပြီးဒီဇိုင်းအောင်ပြီးမကြခင်ဖွင့်တော့မှာဆိုတော့နော်ဟုတ်တယ်မိုက်တယ်ပြပါမိုက်တယ်နော်လုံးဝဟို luxury vibe ချက်ကိုပြလိုက်အော်မိုက်တယ် interior တွေဆိုလို့ရှိရင်လည်းအရန်ကိုမိုက်တယ်လုံးဝ luxury ဟိုလာလိုက်ပြီဆိုတာလည်းလုံးဝအလှပအတွက်ဆိုတာယူလို့ခံစားမိရကွာအဲ့လိုဝင်စင်တဲ့ဟိုကအဲ့ vibe တွေပေးထားတာပေါ့နော် congratulation ပါဟုတ်ကဲ့ပါရှင်လာလဲနော်လာလဲပါပေါ့အဲ့ဒါဒေါက်တာအနေနဲ့လေဒီလိုမျိုးဒါကြီးစိတ်ကူး idea အရင်ကောင်းတယ်ပေါ့နော်ဒီလိုမျိုးတနေရာထဲမှာပြည့်စုံတဲ့nutrition တွေရောလှဖို့အတွက်ကောပိန်ဖို့အတွက်ကောကျန်းမာဖို့အတွက်ကောအားလုံးထည့်ဖို့အတွက်ကိုဘယ်လိုစိတ်ကူး idea တွေနဲ့ဒီ location တွေကိုရွေးချယ်ဖြစ်တာလဲဒေါက်တာရဲ့အတွေ့လေးစိတ်ကူးလေးပြပြပါအောင်မတော့လေလူတွေတွက်ကဟိုသွားလိုက်ဒီပြေးလိုက်ပေါ့နော်အဲ့လိုမျိုးတွေမဖြစ်စေချင်ဘူးတနေရာထဲမှာပဲပြည့်စုံအောင်အကုန်လုံးပေါ့ one stop service center ပေါ့နော်အဲ့လိုမျိုးလေးတွေပေးခြင်းနဲ့ကိုဆိုလဲကိုသွားနေကြနေရလေးတစ်ခုကိုပဲအစားအသောက်တောင်မှဒီဇိုင်းဆိုဒီဇိုင်းပဲလေဆိုတော့ကိုကဟိုလူတွေကအဲ့လိုအစွဲလန်းနဲ့ attach ဖြစ်နေတာပေါ့နော်ဆိုတော့သူတို့အတွက်ပဲအဆင်ပြေအောင်သူတို့ပဲ center ထားပြီးတော့စဉ်းစားပေးလိုက်တယ်အဲ့တော့ပညာရှင်တွေရော set တွေရောဈေးဝါးဆောင်တွေရောဒီတနေရာမှာရှိရင်သူတို့လာတာ convenient ပို့ဖြစ်တယ်ဟုတ်တယ်ဆိုတော့ဟိုပြန်ကျဲမနေတော့ဘူးပေါ့နော်ဟုတ်ဒါရက်လုံးပြီးလို့ရှင်နောက်ဆက်တွဲကျမကြီးနဲ့ပတ်သက်ပြီးနောက်ထပ်စေကန်းနေစေုံတွေထပ်သွားနေစရာမလိုတော့ဒီမှာပဲပြီးတော့တနေရာဆိုတနေရာဒီ record ကောင်း record keeping တော့ကောင်းသွားတယ်ပေါ့ဒီလူရဲ့ history အစအဆုံးရှိနေတယ်လေဆိုတော့သူဘယ်တော့မှလုပ်ထားလဲအဲ့တော့ဒီနေ့ပါရှောင်ရမလဲဘာလုပ်လို့ရလဲဆိုတာတေးချာချာသူတို့အတွက်အဲ့ဒါ safety ပိုကောင်းတယ်မဟုတ်ရင်ကြောင့်ဟိုဒီကြတော့သူတို့အတွက်လည်း safety ကပြတ်သွားဟုတ်တယ် miss ဖြစ်သွားနိုင်တာအများကြီးရှိတာပေါ့နော်အဲ့တော့သူတို့အတွက်စုံလင်မှုပေးနိုင်အောင် service ကိုတနေရာမှာအကုန်ဆုံးထည့်ပလိုက်တယ်ဟုတ်ဆရာနေလဲဟိုချိတ်ဆက်မိတာပေါ့နော်ချိတ်ဆက်မိသွားတာပေါ့တနေရာထဲမှာဆိုတော့ဟုတ်ကဲ့နောက်အဲ့လူနာတွေရဲ့ record တွေယူထားပေးတာမျိုးတွေအဲ့ဒါကြတော့ဒါတို့ဘယ်လိုပြောမလဲ service ထက်ကိုလေတာဝန်ခံမှုလည်းရှိရတာဝန်ယူမှုတွေပါအကုန်လုံးပေးထားတာပေါ့နော်ဟုတ်ကဲ့မတို့ခုစေကန်း6နှစ်ရှိပြီဆိုရင်6နှစ်တိုင်လာနေတဲ့သူတွေကလည်းအများကြီးရှိတာဆိုတော့သူတို့ရဲ့ history ကြီးကအရှိန်နဲ့အကုန်လုံးတစုတဝေးတဲ့ကိုရှိနေတာကို system ထဲမှာဆိုရင်သူလုံရဲ့9နှစ်ကဘာတွေလဲဘာတွေလုပ်တယ်ဘာတွေကအခုဟိုတလောကတော့လုပ်ဖို့ပြောထားတယ်မလုပ်ရသေးဘူးလုပ်ပြီးပြီကြီးအကုန်လုံးတေးချာ record လုပ်ထားတာဆိုတော့သူတို့အတွက်အရန်ကောင်းတာပေါ့ဟုတ်တာဟုတ်ကဲ့ပါဆိုတာလဲဒေါက်တာတို့ရဲ့ဒီအများစွာသောအတွေ့အကြုံတွေဟိုရရှိလာတဲ့ဒါပညာတွေအတွေ့အကြုံတွေကနေမှအကုန်စုပြီးတော့ဒီလိုအချိန်ကာလတစ်ခုမှာဒီလိုမျိုးစင်တာကြီးဆောက်လို့ရတာပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုစေကန်းတစ်ဆိုတော့လေဟုတ်တယ်ပန်မဲလာတာဖန်မဲလားဖန်မဲနာမည်ပေးထားပါဖန်မဲနာမည်မပြောင်းဘာလို့ဆိုတော့ဒီနာမည်ဒီလေ9နှစ်ဖြစ်သွားပြီလေညီမလေးနာမည်ကြီးက brand တစ်ခုဖြစ်နေပြီဆိုတော့ဟိုညီမလေးတို့ဆိုလဲဟိုဇင်တို့ဆိုတွေးလိုက်မယ်ဒီတခြားမှာသူဖန်တခြား industry ရအောင်ဖန်ဆိုတာလေးယူသုံးလာလေးကိုယ်တိုင်တွေ့တယ်အော်ကိုပျော်ပါတယ်ဗာကြည့်လိုက်တော့ဒါပေမဲ့မကတော့ copyright ယူထားတဲ့သူကြီးပေါ့နော်ဖန်ဆိုတာယူဆိုတော့အော်ကိုနာမည်ဒီ brand တစ်ခုဖြစ်နေပြီကိုနာမည်ရဲ့အရေးအာဝါဒအောက်ကိုဟိုဝင်ရောက်ပြီးတော့ကိုလုံချင်တဲ့သူတောင်ရှိနေပြီကိုကဘာဖြစ်လို့နာမည်ပြောင်းမလဲမပြောင်းအောင်လေဒီနာမည်ကိုပဲကိုကအခိုင်အမာယူထားပြီးတော့မတို့ခုဟိုကိုရွှေ့မယ်ဆိုရင်လည်းကိုနေရအရင်အဟောင်းပေါ့နော်ဒီလက်ရှိနေရာကိုဝင်မဲ့သူကဒါတန်းစီပြီးစောင့်နေရလိမ့်ညီမလေးဆိုတော့ location တွေဆိုတာလည်း brand ဖြစ်သွားတယ်ဆိုတော့ဒီ pan ဂျက်တီခဲ့တဲ့ image ကြီးဖြစ်နေပြီအဲ့အတွက်ကြောင့်မလို့နာမည်တို့ကိုရောက်ခဲ့တဲ့ location တို့ကစအကုန်လုံးအများကြီး influencing ဖြစ်နေပြီဟောဖန်ကိုဘလို့နည်းနဲ့မှတော့နာမည်မပြောင်းအဲ့တော့အင်းရလက်မကြီးပေါ်မှာဖွင့်မဲ့ဒါလုံးဝနန်းတော်ကြီးတင်တဲ့ခံထားတဲ့ပန်အတွက်ပေါ့နော် congratulations ပါဒေါက်တာဟုတ်ကဲ့ပါရှင်